အေးဒံကိုခန်းစားနေရတဲ့ကြွက်တကောင်ဟာနှွေးထွေးဖို့အတွက်စင်ရဲ့နားရွက်ထဲကိုဝင်ခိုးခဲ့ပါတယ်။စင်ကအန္တရာယ်မရှိဘူးလို့ယူဆပြီးခွင့်ပြုပေးလိုက်ပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာကြွက်ကစင်ရဲ့နှာမောင်းထဲအထိတိုးဝင်ပြီးအတွင်းပိုင်းတွေကိုကိုက်ဖြတ်စားတောက်ခဲ့ပါတယ်။စင်ကနာကျင်မှုကြောင့်ရှူးသွမတက်ဖြစ်ပြီးနောက်ဆုံးမှာတော့အသက်ဆုံးရှုံးခဲ့ရပါတယ်။ဒီဖြစ်ရပ်ဟာစိတ်ပညာမှာခြေလန်းစတင်ခြင်းဆိုင်ရာတက်ရောက်မှု Fudentido technique လို့ခေါ်ပါတယ်။ဒီနည်းလမ်းရဲ့အဓိကအချက်ကတော့သူတစ်ပါးကိုအလွယ်တကူထိန်းချုပ်နိုင်ဖို့အတွက်အစပိုင်းမှာအလွန်သေးငယ်ပြီးအန္တရာယ်မရှိသလိုဖြစ်တဲ့တောင်းဆိုမှုမျိုးကိုအရင်လုပ်ခြင်းဖြစ်ပါတယ်။လက်တွေဘဝတွင်လည်းအမှန်တကယ်တင့်ကိုအမျက်ထုတ်လို့သူတွေကအစကတည်းကကြမ်းတမ်းတဲ့သဘောထားကိုမပြပါဘူး။သူတို့ကအားနဲ့သူလိုဟန်ဆောင်တယ်။တနာစရာကောင်းအောင်မျက်နှာပိုးတတ်တယ်။အရန်ကိုအရေးမကြီးတဲ့ကူညီမှုလေးတွေကိုပဲတောင်းဆိုတတ်ကြတယ်။ဒါဟာတင့်ကိုကူညီခိုင်းတာမဟုတ်ပဲတင့်ရဲ့နာခံမှုကိုစမ်းသပ်တာဖြစ်ပါတယ်။တင်ကတစ်ချိန်ရှော့ပေးလိုက်တာနဲ့သူတို့ကတင့်ရဲ့နယ်နိမိတ်ကိုကျော်လွန်လာပါတော့တယ်။ဒါကြောင့်တင်ကအစပိုင်းမှာအားနာလို့ဆိုတဲ့စိတ်နဲ့ရှော့ပေးလိုက်တာကနေပဲနောက်ပိုင်းမှာသူတို့ကတင့်ကိုအလွယ်တကူအမျက်ထုတ်လာနိုင်တာပါ။အခု video လေးကိုကြည့်ပြီးတင့်ရဲ့ကျင်နာမှုသဘောကောင်းမှုတွေကိုအသုံးချမခံရအောင်တတိထားပါ။တစုံတစ်ယောက်ကတင့်ရဲ့နယ်နိမိတ်ကိုကျော်လွန်ဖို့စူးစမ်းလာတဲ့အချိန်မှာမဖြစ်နိုင်ဘူးလို့ပြက်ပြက်တတညှင်းပယ်တတ်ဖို့လိုအပ်ပါတယ်။တင်ငန်းစာကတော့မိမိကိုယ်ကိုကာကွယ်ရန်အတွက်နယ်နိမိတ်သတ်မှတ်ထားရန်နှင့်အလွန်အကျွံအားနာတတ်သည့်အကျင့်ကိုပြင်ရန်ဖြစ်ပါတယ်